ကျေးဇူးတော်ကြောင့်ဒီမှာရှိတဲ့ရွှေလူတွေနဲ့တွေ့ဆုံရဲ့ဘုရားသခင်ရဲ့ကောင်းတဲ့အကြောင်းကိုတက်တည်ခံပြီးပေးတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းနဲ့ဒီကောက်ရောက်နိုင်မှုရဲ့အတွက်ပို့ဆောင်ပေးတဲ့ဘုရားသခင်နဲ့ဆုတောင်းပေးတဲ့တရားဆွေးနွေးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိကြောင်းဒီမှာပြောလိုပါတယ်ဘုရားသခင်ကောင်းတဲ့ဘုရားသခင်ဖြစ်တဲ့ကျမတို့ဆုတောင်းတဲ့အတိုင်းအချိန်တန်တဲ့ခါမှာအတိအကျမှဘုရားသခင်ပို့ဆောင်ပေးတဲ့ဘုရားဖြစ်တဲ့အချိန်တန်တဲ့ခါမှာတော့ဘယ်လိုပဲဆုတောင်းကောက်ဖြစ်မလာခဲ့ပါဘူး။ဒါပေမဲ့အချိန်ကျတဲ့အခါမှာအော်ဘုရားဖျားတယ်လို့ဆောင်တဲ့အကြောင်းကျွန်မတို့လည်းပြောလိုပါတယ်။ကျွန်တော်တို့စနေမှာလည်းအချိန်ကြီးအများကြီးကြာသွားပြီမြေတမှုမဖြစ်နိုင်တဲ့ဘုရားသခင်စီကနေပြီးတော့အော်ဘုရားနည်းနည်းတဲ့ပုဂ္ဂိုလ်တော်တွေနည်းနည်းတဲ့ဝိညာဉ်တော်တွေရရှိခဲ့ပါတယ်။အချိန်တန်တဲ့အခါမှာဘုရားပြုတ်ပေးတဲ့အခါကျတော့ကျွန်မဗီဇာဆိုရင်လည်းလွယ်လွယ်ကူကူနဲ့အတိုင်းမှရပါတယ်။ဘုရားမြတ်တော်ကျွန်မနားလည်သွားတယ်။ကျွန်မနဲ့အတူရှိတဲ့ဘုရားသခင်ကကျွန်မတို့ကောင်းတာတွေကိုပဲလုပ်ပေးတယ်လို့ယုံကြည်တဲ့ထင်နေစားပြီးကျွန်မတို့ကောင်းတာတွေဖြစ်လာတယ်။အခြေအနေကဘယ်လိုပဲဖြစ်ဘုရားသခင်ကျွန်မတို့စနေပေါင်းမယ်ကိုအတူတကွနေစေကိုကိုတို့အလိုလိုဖြစ်တယ်။အဲကြောင့်ယေရှုနာမနဲ့ကျွန်မအမေရိကဗီဇာရပြီးလို့အမြဲတမ်းဝင်ခံတယ်။တရေလို့လည်းဝင်ခံတဲ့အခါမှာဝင်ခံတဲ့အတိုင်းဘုရားသခင်ကအမှုပြုလာတယ်။တိုင်းကိုကျွန်မသွားတယ်။တစီဘောကနေကျွန်မဆင်းလိုက်တာနဲ့ဒီမြေဟာကျွန်မတို့အောင်မြင်ဖြစ်တယ်။ကျွန်မအတွက်အားလုံးအလုပ်တူပါလုပ်ပြီးတော့ကျွန်မကိုဗီဇာပေးကျွန်မခင်ဗျတဲ့စီသွားဖို့ဖြစ်တယ်လို့ကျွန်မဝင်ခံနေကျေးဇူးတော်ချင်းချင်းကျွန်မအရန်ပျော်ပြီးတော့တိုင်းနဲ့ဝင်သွားတဲ့အခါမှာကောင်းဆွေလာတာလွယ်လွယ်ကူကူနဲ့ကျွန်မကိုရီမောပြီးတော့ဗီဇာပေးလိုက်ပါတယ်။ဗီဇာပေးပြီးတဲ့အခါမှာလည်းကျွန်မတို့ခရီးပေါ်ကိုလူနန်းအားဖြင့်ပြင်ဆင်ပေးပြီးတော့မှဒီအမေရိကဝင်တဲ့အထိလမ်းမှာခက်ခဲမရှိဘဲနဲ့ပျော်ရွှင်စွာဝမ်းမြောက်စွာဝင်လာနိုင်ပါတယ်။ဒီဘက်ကိုဝင်တဲ့အခါမှာလည်းသူများတွေကိုအရန်စစ်တယ်။ကျွန်မတို့ကတော့လူ၃ယောက်လာတဲ့အထုပ်တွေအများကြီးပါလာခဲ့တယ်။ဒါပေမဲ့လုံးဝသူတို့ကမစစ်ဘဲနဲ့ချောချောမောမောဘိုးဆိုပြီးတော့ကျွန်မရဲ့လက်မှာကြိုက်ထားတဲ့ခါရီမှာစာသူကယူပြီးတော့မှတို့တင်ပေးတယ်ကျွန်မဆိုရင် YouTube ထဲမှာလည်းအားလုံးမြင်မှာပါလွယ်လွယ်ကူကူချောချောမောမောနဲ့ဖတ်လာခဲ့ရတဲ့အပြင်ဒီရောက်တဲ့ကျွန်မအရန်ပျော်ပါတယ်ဒီအမေရိကပြည်နဲ့ကျွန်မနင်းလိုက်တဲ့အခါမှာဘုရားသခင်ဒီမြေဟာကျွန်မအတွက်ကောင်းချီးမင်္ဂလာခံစားတဲ့မြေဖြစ်တယ်လို့ကျွန်မနင်းလိုက်တဲ့အတွက်ကျွန်မတက်တာမှာကောင်းချီးမင်္ဂလာတွေဖြစ်တာလေညစွာသောသူတွေရဲ့ချီးမြှောက်မှုတွေဘယ်လိုပြောမလဲမယုံနိုင်တော့အောင်ပေါ့နော်ဘုရားသခင်အမြင့်ဆုံးမှာချီးမြှောက်ပေးတယ်အဲ့ဒီအားလုံးကဘုရားသခင်ရဲ့မျက်မှောက်တော်မှာကျွန်တော်တို့နေချင်းရဲ့ဘုရားသခင်ကိုစာမဲ့ချင်းဘုရားသခင်ကျွန်တော်တို့ကိုချစ်ချင်းရဲ့နမိတ်လက္ခဏာတွေပဲဖြစ်ပါတယ်ဒီအားလုံးမှာရှိပြီးလေဘုဆုတောင်းထားတဲ့အရာကိုဇွဲမလျှော့ပါနဲ့အချိန်တန်တဲ့ခါမှာစာလံ1အခန်းငယ်3မှာပြောပါတယ်အချိန်တန်တဲ့ခါမှာအတီးကိုတီးစေပြီးတော့မှကျွန်တော်တို့အတွက်လှပတဲ့နေ့ရက်ဒီတကယ်ပဲကောင်းချီးခံတဲ့ပြည့်စုံတဲ့အသက်တာကိုပေးတာဖြစ်ပါတယ်ပြီးတော့ကိုယ်နဲ့တူရှိနေတဲ့ဘုရားသခင်ကိုမပြေဘဲနဲ့နေ့ရက်စဉ်တိုင်းသွားတော်၎င်းစားတော်၎င်းဘုရားမောပေါ်မှာတက်ရှင်နေဆိုရင်ဘုရားသခင်ကအမြင့်ဆုံးကိုပို့ဆောင်ပေးပါတယ်ဆိုတဲ့အကြောင်းကိုသိသိခံပါပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်